တနေ့တရက်တွင်မြို့တစ်မြို့၌ကုန်သည်ကြီးတဦးနေထိုင်ခဲ့သည်ကတနေ့မနက်ခင်းတွင်သူသည်မိမိရွှေတစ်တာကိုဖွင့်ကြည့်ရာအတွင်းရှိရွှေတုံးများပျောက်ဆုံးနေသည်ကိုတွေ့ရှိခဲ့သည်ကကုန်သည်ကြီးသည်အလွန်တုန်လှုပ်သွားပြီးငါးရွှေတွေကိုဘယ်သူခိုးသွားတာလဲဟုအော်ဟစ်လိုက်သည်ကထို့နောက်အိမ်အလုပ်သမားများအားလုံးကိုစုစည်းကာစစ်ဆေးရာတဦးကိုတန်တရားရှိလာခဲ့သည်ကအဆုံးတွင်အမှုအားတရားရုံးသို့တင်ပြရန်ဆုံးဖြတ်လိုက်သည်ကတရားရုံးတွင်ကုန်သည်ကြီးကတန်တရားရှိသူကိုပြသလိုက်သည်ကလူများအပြားစုဝေးနေကြပြီးအမှုကိုဖြေရှင်းရန်အခက်အခဲဖြစ်နေသည်ကထိုအချိန်တွင်ညံထက်မြက်သောကလေးတဦးမဟောသတာသည်တရားရုံးသို့ဝင်ရောက်လာခဲ့သည်ကသူသည်တည်ငြိမ်စွာဖြင့်အမှန်တရားကိုကျွန်ုပ်ရှာဖွေမည်ဟုပြောလိုက်သည်ခါလူများအားလုံးသည်သူ၏ဉာဏ်ပညာကိုမျှော်လင့်ကြည့်ရှုနေကြသည်ခါမဟောသတာသည်လူအားလုံးကိုကြိုးတစ်ချောင်းစီပေးလိုက်သည်ခါဒီကြိုးကိုယနေ့ညအိပ်ရာတွင်ထားပါအားသူခိုးဖြစ်သူ၏ကြိုးသည်မနက်တွင်တလက်မပိုရှည်လာမည်ဟုပြောခဲ့သည်ခါလူများအားလုံးယုံကြည်ကာကြိုးကိုယူသွားကြသည်ခါသို့သောတကယ်သူခိုးမှာကြောက်ရွံ့နေပြီးငါဖမ်းခံရမယ်ဟုစိုးရိမ်ကာကြိုးကိုတလက်မတိုအောင်ဖျက်လိုက်သည်ခါညအချိန်တွင်သူ၏စိတ်သည်မငြိမ်မသက်ဖြစ်နေခဲ့သည်ခါနောက်နေ့မနက်တွင်လူအားလုံးကိုပြန်လည်ခေါ်ယူခဲ့သည်ကမဟောသတာသည်ကြိုးများကိုစစ်ဆေးရာတဦး၏ကြိုးသည်အခြားသူများထက်တိုနေသည်ကိုတွေ့ရှိခဲ့သည်ကဒီသူပဲသူခိုးဖြစ်သည်ဟုမဟောသတာကချက်ချင်းဆုံးဖြတ်လိုက်သည်ကသူခိုးတဲ့အမှန်ကိုဝန်ခံကာရွှေများကိုပြန်လည်ပေးအပ်လိုက်သည်ကကုန်သည်ကြီးလည်းအလွန်ပျော်ရွှင်သွားခဲ့သည်ကဤအမှုသည်ဉာဏ်ပညာ၏အောင်မြင်မှုကိုပြသခဲ့သည်က